မြန်မာနိုင်ငံကစကိုင်းပြည့်ရွေ့ကျော်မှာနောက်တကြော့အင်အားခွန်ကျော်ငလင်ကြီးလှုပ်ခတ်နိုင်ကြောင်းပညာရှင်များသတိပေးDBB သတင်းဌာနကနေတဆင့်ဘူမိဗေဒပညာရှင်တွေအထူးသတိပေးထားတာကမြန်မာနိုင်ငံရဲ့အရှိဆုံးနဲ့အနည်းရဲ့အရှိဆုံးစကိုင်းပြည့်ရွေ့ကြီးကပြန်လှုပ်လာမယ်လို့ဆိုပါတယ်။ပညာရှင်တွေရဲ့အဆိုအရလက်ရှိအချိန်ဟာစကိုင်းပြည့်ရွေ့ကြီးရဲ့လှုပ်ရှားမှုတွေကိုအထူးစောင့်ကြည့်ရမယ့်ကာလဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ပြီးခဲ့တဲ့2012ခုနှစ်နဲ့2025ခုနှစ်တွေတုန်းကပြည့်ရွေ့ရဲ့အလဲပိုင်းဒေသတွေဖြစ်တဲ့စင်ကူးနဲ့တပိတ်ချင်းအစရှိတဲ့နေရာတွေမှာအင်အားပြင်းငလင်တွေလှုပ်ခတ်ခဲ့ပြီးတော့မြေအောက်ကဖိအားတွေနဲ့စွမ်းအင်တွေကိုအပြင်ထုတ်ပစ်ခဲ့ပြီးပါပြီ။ဒါပေမဲ့တကယ်ပြဿနာကအလဲပိုင်းမဟုတ်ပါဘူး။ပြည့်ရွေ့ကြီးရဲ့အစွန်းနှစ်ဖက်ဖြစ်တဲ့မြောက်ဖက်အဖျားပိုင်းနဲ့တောင်ဘက်အဖျားပိုင်းတွေမှာငလင်ကြီးတွေမလှုပ်ခတ်တာနှစ်ပေါင်း100ဝန်းကျင်လောက်တောင်ရှိနေခဲ့ပြီလို့ဆိုပါတယ်။ငြိမ်သက်နေတဲ့အဲ့ဒီနှစ်100နီးပါးကာလအတွင်းမှာမြေအောက်ကတွန်းကန်အားတွေစွမ်းအင်တွေဟာအဆိုပါအစွန်းနှစ်ဖက်မှာတွားပြီးတော့တရိပ်ရိပ်စုပုံနေတာပါ။ဒီစွမ်းရည်တွေသာရုတ်တရက်ပောက်ကွဲထွက်လာရင်အင်အားခွန်နဲ့အထက်ရှိတဲ့ငလင်ကြီးတွေအဖြစ်ပြောင်းလဲသွားနိုင်တယ်လို့အတိအလင်းထောက်ပြထားပါတယ်။စကိုင်းပြည့်ရွေ့ရဲ့တောင်ဘက်အဖျားပိုင်းဖြစ်တဲ့ပဲခူးပြည့်ရွေ့ကျော်ကလွန်ခဲ့တဲ့1930ပြည့်နှစ်တုန်းကပြင်အား Richter scale 9.3နဲ့အကြီးအကျယ်လှုပ်ခတ်ခဲ့မှုတဲ့မှတ်တမ်းရှိပါတယ်။အဲ့ဒီအချိန်ကမြို့ပြအဆောက်အအုံတွေတိတ်မရှိသေးတဲ့ခေတ်ဖြစ်ပေမဲ့ပဲခူးမြို့မှာလူဦးရေ900ကျော်တည်ဆုံးခဲ့ရပြီးတော့ရန်ကုန်မြို့မှာပါလူ90ကျော်အသက်ဆုံးရှုံးခဲ့ရတဲ့အထိဆိုးရွားတဲ့အဖြစ်အပျက်ကြီးကြုံတွေ့ခဲ့ရပါတယ်။အခုချိန်မှာတော့ပြည့်ရွေ့ရဲ့လှုပ်ရှားမှုစက်ဝန်းအရာအဲ့ဒီလိုငလင်ကြီးမျိုးနောက်တစ်ကြော့ပြန်လှုပ်ဖို့အချိန်ကာလကအလွန်ကိုနီးကပ်နေပြီလို့ပညာရှင်တွေကခန့်မှန်းတွက်ချက်ထားပါတယ်။1930ခုနှစ်ကရန်ကုန်နဲ့လက်ရှိ2026ခုနှစ်ကရန်ကုန်ကဘလို့မှနှိုင်းရှင်လို့မရနိုင်တော့ပါဘူး။အခုလက်ရှိရန်ကုန်မြို့ကြီးဟာလူဦးရေတန်းနဲ့ချီနေထိုင်နေပြီးတော့ကွန်ကရစ်တိုက်တွေလူနေအိမ်တွေနဲ့ပြည့်နှက်နေတဲ့မဟာမြို့ကြီးဖြစ်နေပါပြီ။ဝန်내စရာကောင်းတာကမြို့ပြတိုးချဲ့မှုနဲ့အတူအမြန်ဆောက်ထားတဲ့စံချိန်စံညွှန်းမှတ်မိတဲ့ကန်ထရိုက်တိုက်တွေကြန့်ခိုင်မှုအားနည်းတဲ့အဆောက်အုံတွေအများကြီးရှိနေတာပါအကယ်၍များသောပညာရှင်တွေခန့်မှန်းထားသလိုအင်အားခွန်နဲ့အထက်အင်အားကြီးငလင်ကြီးတစ်ခုလှုပ်ခတ်သွားခဲ့မယ်ဆိုရင်အရင်ခေတ်ကထက်အစပေါင်းများစွာကြီးမားတဲ့လူအသက်ပေါင်းများစွာနဲ့ပျက်စီးဆုံးရှုံးမှုတွေကိုကြောက်ခမန်းလေးလေးရင်ဆိုင်ရနိုင်ခြေရှိတယ်လို့သတိပေးထားပါတယ်ရန်ကုန်မြို့ဟာဒေသရဲ့ပြည့်ရွေ့နဲ့ရန်ကုန်မြို့ဝအနီးကပြည့်ရည်တွေရဲ့တက်ရောက်မှုဇုံထဲမှာတိုက်ရိုက်တည်ရှိနေတာပါဒီနှစ်2026ခုနှစ်ဇန်နဝါရီလကနေအခုဇွန်လလယ်ပိုင်းထိ6လတာကာလလေးအတွင်းမှာတင်ရန်ကုန်မြို့အနီးအနားကကြောက်တန်းနဲ့ကွန်းကြံကုန်းမြို့နယ်တွေကိုဗဟုပြုပြီးတော့ပြင်းအား4.2ကနေ9.3အထိရှိတဲ့ငလင်ငယ်လေးတွေ၄ချိန်တောင်ဇက်တိုက်ဆိုသလိုလှုပ်ခတ်သွားပါတယ်။ဒါဟာမြေအောက်ကစွမ်းအင်တွေမတည်မငြိမ်ဖြစ်နေတယ်ဆိုတာကိုတဘာဝတရားကရှေ့ပြေးသတိပေးနေတာပါ။တဘာဝဘေးရနေရဆိုတာတားဆီးလို့မရပေမဲ့ကြိုတင်ပြင်ဆင်ထားရင်တော့ဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင်ကာကွယ်လို့ရပါတယ်။မိမိနေထိုင်တဲ့တိုက်ခန်းအိမ်ယာတွေရဲ့ခိုင်ခန့်မှုကိုစမ်းစစ်ပါ။အရေးပေါ်စေဝါလက်နေတံမီနဲ့ရိတ်ခါအိတ်တွေအသင့်ပြင်ထားပါငလင်လှုပ်ရင်ဘလို့ခိုလုံရမလဲဆိုတာကိုမိသားစုဝင်အနေနဲ့ကြိုတင်တိုင်ပင်ထားဖို့အထူးလိုအပ်နေပါပြီပရိသတ်တို့ရောငလင်နဲ့ပတ်သက်ပြီးတော့ဘလို့မြင်ကြပါသလဲရှင်